ကမ္ဘာဧရိယာအကျယ်ဆုံးနိုင်ငံကိုထောက်ပြပါကမ္ဘာအကြီးဆုံးပင်လယ်ကိုထောက်ပြပါMicrosoft ကိုမြစ်သူတည်ထောင်ခဲ့သည်